အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်က view များများဝင်ငွေများများရရှိမယ် YouTube channel တစ်ခုဖွင့်ပုံဖွင့်နည်းကိုအသေးစိတ်လေး sharing လုပ်ပေးမှာပဲဖြစ်ပါတယ် YouTube channel တစ်ခုဖွင့်မှာဆိုရင်ကျွန်တော်တို့မှာဖုန်းသုံးဖို့ laptop ပဲလိုပါတယ်ကျွန်တော်ကတော့ viewer တွေအများစုကဖုန်းနဲ့ကြည့်တာဖြစ်တဲ့အတွက်ဖုန်းလေးနဲ့ပဲဖောက်ပြပေးပါမယ်ကဲ trade 2ပြောမနေတော့ဘဲနဲ့ကျွန်တော်တို့ tutorial လေးကိုစလိုက်ရအောင်ကဲဟုတ်ပြီကျွန်တော်တို့ YouTube channel ဖွင့်မှာဆိုတော့ YouTube ထဲကိုအရင်ဝင်လိုက်မယ်ဝင်ပြီးသွားပြီဟေ့ဆိုရင်ဒီ Gmail လေးနေရာမှာတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ viewer channel ဆွဲနေရာလေးကိုနှိပ်လိုက်မယ်နော်Your channel မှာပထမဆုံးကတော့ကျွန်တော်တို့ဒီ name ကကြတော့ကျွန်တော်တို့ဘာတွေ sharing လုပ်မလဲပေါ့ကိုကဥမာ food blogger လုပ်ပါမယ်ဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်လိုမျိုး sharing လုပ်မှာဖြစ်ဖြစ်လုပ်လို့ရတယ်အဲ့တော့ကျွန်တော်ကတော့ဒီနေရာမှာ KT sharing channel 2လို့နှိပ်လိုက်မယ်နော် KT sharing channel 2ပေါ့ပေးရလေးကို save ထားလိုက်မယ်ပြီးတော့အောက်က handle ဆိုတော့ကျွန်တော်တို့ကို YouTube search bar မှာရှာတာပဲဖြစ်ဖြစ်ကျွန်တော် website တွေရှာတာပဲဖြစ်ဆိုတွေ့နိုင်တယ်ဒါတော့ကျွန်တော်တို့ channel name နဲ့ handle name ကိုတူတူပဲထားလိုက်တယ်ပေါ့နော်ပြီးတော့ profile မှာကတော့ကျွန်တော်တို့တက်တက်မတ်မတ်ထားမယ် profile တစ်ခုကိုကိုယ်ပိုင်ကိုရွေးချယ်ပြီးတင်လို့ရပါတယ်ပြီးရင် channel လေး create channel ဆိုတာနှိပ်လိုက်မယ်2 1 go ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ channel အကျန်းလေးရရှိသွားပါပြီ channel အကျန်းရရှိပြီးသွားပြီဟေ့ဆိုရင်ကျွန်တော် browser လေးကိုဝင်ပါမယ်ဆိုရင်ကျွန်တော်တို့ browser လေးကိုရောက်ရှိသွားပြီဆိုရင် YouTube Studio ဆိုပြီးအခုရိုက်ရှာထားသလိုမျိုးလေးရိုက်ရှာလိုက်မယ်ပြီးရင် YouTube Studio ကိုတစ်ချက်ဝင်လိုက်မယ်YouTube Studio ရောက်သွားပြီဟေ့ဆိုရင်ကျွန်တော်တို့ရဲ့ Gmail လေးပေါ့နော်ရှေ့ကဒီမှာ YouTube channel မှာကျွန်တော်တို့ဖောက်ခဲ့တဲ့ Gmail ကိုကျွန်တော်တို့ဒီမှာပြန်ဝင်ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကဒီမှာ Get App ဆိုလို့ရှိရင် Play Store ကနေ down သွားလိုက်မယ်ဒါပေမဲ့ကျွန်တော်တို့က website version ကိုတောင်းအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ Continue to Studio လေးကိုနှိပ်လိုက်မယ်ဟုတ်ပြီ welcome to ကျွန်တော်တို့ YouTube Studio ဆိုရင် continue လေးကိုနှိပ်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒါ YouTube Studio ပေါ့နော်အကယ်ကျွန်တော်တို့စီမှာငွေတွေဝင်လာပြီဆိုရင်ဒီမှာပဲဝင်ကြည့်ရမယ်လောလောဆယ်ကျွန်တော်တို့ဖောက်လိုက်တာကမြန်မာ region ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ region လေးကိုအရင်ချိန်ပါမယ်ဒီအောက်မှာပြထားတဲ့အောက်ဆုံးလေးမှာနော်အောက်ဆုံးလေးမှာပြထားတဲ့ဒီ setting နေရာလေးကိုကျွန်တော်နှိပ်လိုက်တယ်နှိပ်ပြီးတော့ဒီမှာက currency ကကျွန်တော်တို့ဒေါ်လာနဲ့ရတာပေါ့ကျွန်တော်တို့ကဒေါ်လာနဲ့လူလဲရတယ်ဘတ်နဲ့တွက်ပြလဲရတယ်ကျွန်တော်တို့ရဲ့ YouTube ကကျွန်တော်ရဲ့ YouTube မှာဆိုလို့ရှိရင်ကျွန်တော်ကဘန်ကောက်မှာတကယ်ချင်းရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ဘတ်ကိုပြောင်းထားပါတယ်ဒီမှာကြည့်တဲ့မိတ်ဆွေတွေကဂျပန်မှာမိတ်ဆွေပညာရှိရဆိုလဲရန်လို့ပါပြောင်းလို့ရတယ်ပေါ့နော်ဟုတ်ပြီပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ channel လေးကိုတစ်ချက်နှိပ်လိုက်မယ်နော် channel လေးကိုနှိပ်မယ်ဒီမှာဆွဲပြပေးလိုက်မယ်နော် channel မှာဆိုလို့ရှိရင် country of resistance ဆိုတော့ကျွန်တော်တို့ DR region TikTok လိုမျိုးကျွန်တော်တို့ဟိုဟာလုပ်လို့မရဘူးလုံးမရှုပ်ဘူးပေါ့ဒါကကိုကြိုက်တဲ့ region ပေးလို့ရတယ်ကျွန်တော်တို့ကငွေထုတ်တွေပါလွယ်အောင်လို့ဆိုပြီးတော့ကျွန်တော် Thailand ကိုပေးလိုက်မယ်နော်လိုက်ရှာလိုက်မယ် Thailand ကိုနှိပ်လိုက်ပြီး keyword ဆိုတာကိုယ့်ရဲ့ channel ကိုဘယ်လိုရှာရင်ပုံမလဲဥပမာ unboxing တွေပါတွေရိုက်ရှာလို့ရှိရင် TBH lab တို့ပါဘူးပေါ်တာမျိုးပဲဟိုမှာကျွန်တော်တို့ sharing လုပ်မယ်ဆိုအစားအစာ food blogger ဆို food ပေါ့food FOD food ပြီးသွားလို့ရှိရင်ဒီ comma လေးရေးလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီလိုမျိုးပေါ်လာရင် food လို့ရှာနေကို channel ပေါ်သွားမယ်ဒါမှမဟုတ်အကိုက gaming ညီတို့ကိုတို့က gaming ဆိုရင်ဒီမှာ gaming ရိုက်ရှာလိုက်ပြီးရင် space လေးကိုနှိပ်လိုက်ဒါမျိုးဆိုရင်ဒါကို keyword တွေပေါ်သွားပြီပေါ့နော် food နဲ့ gaming ပေါ့ကျွန်တော်ကဒီနေရာမှာကျွန်တော်ကဘာတွေ sharing လုပ်မှာလဲဆိုတော့ tutorial တွေ sharing လုပ်မှာဆိုတော့ tutorial tutorial ပေါ့နော် tutorial လေး sharing လုပ်ပါမယ်ပေါ့ပြီးသွားလို့ရှိရင် test နဲ့ပတ်သက်တာတွေ sharing လုပ်ပါမယ်ပေါ့ iOS ပေါ့ iPhone နဲ့ပတ်သက်တာတွေပေါ့ပြီးရင် iPhone ပေါ့နော်ကြိုက်တဲ့လောက်ရေးလို့ရပါတယ်နော်ဒီမှာဆိုလို့ရှိရင်ရေးမယ်ကို channel ပေါ်အောင်အခု900ထိရေးလို့ရတယ်ကို channel နဲ့သက်ဆိုင်တာပဲရေးပေါ့ဥမာမိတ်ဆွေက fashion နဲ့ပတ်သက်တာကိုပြောပြီးတော့မှ test တွေပါရေးလိုက်မယ်ဆိုဒါမဆိုင်တော့ဘူးပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ကဒါလေးကို save လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ channel လေးပြီးသွားပါပြီ channel ပြီးသွားပြီဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့ profile တွေတင်ရမယ်ပြီးသွားရင် video upload လုပ်ပါမယ်နောက်ပိုင်းမှာဒါလေးတွေကိုတစ်ဆင့်ချင်းပြောပြပေးပါမယ်ဒီနေ့အဆင့်ကတော့ YouTube channel တစ်ခုကိုစနစ်တကျဖွင့်ပုံဖွင့်လေးကျွန်တော်ပြောပြပေးလိုက်ပါတယ်တစ်ခုခုအဆင်ပြေတာရှိခဲ့တဲ့ဟေ့ဆိုရင်ကျွန်တော်ရဲ့ဒါ comment မှာဝင်ရောက်မေးမြန်းနိုင်ပါတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော် KT sharing ကကောင်းမြတ်ပါ